ဒီနေ့မှာတော့ iMac 29လက်မှာ display ခွဲသွားတဲ့အလုံးလေးကိုကျွန်တော်ဒေါက်တာမမဘယ်လိုပြင်ဆင်ပေးနေလဲဘယ်လို replace လုပ်နေတဲ့အကြောင်းအရာလေးကိုမျှဝေသွားကြပါတယ်အခုအလုံးလေးကတော့ display ဘိုင်းတော့အထွေက color display ဘိုင်းကိုတော့မထိပေမဲ့သူ့မှာအပေါ်မှာရှိတဲ့ upper layer coating display ဘိုင်းတစ်ခုလုံးကတော့စိုးစိုးဝါးကိုထိသွားတာဖြစ်တဲ့အတွက် display ကို replace လုပ်ပေးမှပဲရမှာဖြစ်ပါတယ်သူရဲ့ down တွေရောအပေါ်တွေရောမှာ crack line အနေနဲ့တောက်လျှောက်လွတ်ကြပြီးကွဲသွားတဲ့ iMac ဖြစ်ပါတယ်မူရင်း iMac မှန်အဟောင်းကိုခွာဖို့အတွက်ကတော့မှန်ခွာတဲ့ကတ်တာလေးနဲ့ဘေးပေါင်လေးတစ်ချောင်းလုံးကိုစိတ်ရှိလက်ရှိနဲ့ခွာပေးရမှာဖြစ်ပါတယ်။သူကတော့ body က 3M ကော်နဲ့ double tape နဲ့ 3M double tape နဲ့ကပ်ပေးထားတာဖြစ်ပါတယ်။မှန်အသစ်တွက်ဖို့အတွက် iMac body မှာမူရင်းကော်သားတွေခွာပြီးတော့ 3M double tape ကိုအသစ်ကိုပြန်ပြီးတော့အခုလိုပဲကပ်ပါမယ်မှန်အဟောင်းခွာပြီးတော့မှန်သစ်တက်တဲ့အချိန်မှာတော့သူ့ကို 3M ကော်ပေါ်မှာထပ်ပြီးတော့မှန်ကက်တဲ့ glue ကိုထပ်ပြီးတော့ထပ်ပိုးပြီးတော့သူ့ရဲ့ strand ကိုပိုကောင်းအောင်အခုလိုပဲထပ်ပိုးပြီးတော့ကပ်ပေးရပါတယ်ဒါဆိုရင်တော့ကွဲသွားတဲ့ iMac မှန်ကိုအသစ်လဲပြီးတော့အခုဒီကောင်ကတော့စောစောကမှန်အဟောင်းကိုလုံးဝခွာလိုက်ပြီးလဲထားတာဖြစ်ပါတယ်ဒါဆိုရင်တော့မူရင်း iMac မှန်မကွဲခင်အတိုင်းအသုံးပြုလို့ရပြီပဲဖြစ်ပါတယ်